ဒုက္ခသည်စခန်းမှသည့်ခေါင်းပုံဖြတ်ခံရွှေ့ပြောင်းလုပ်သားဘဝစီတို့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတစ်ခုရဲ့မနက်ခင်းဟာဝေမှောင်နေစေဖြစ်ပါတယ်။ကလေးငယ်တချို့ကျောင်းဝတ်စုံမပြည့်စုံပဲလမ်းပေါ်မှာစော်ကစားနေချိန်မှာလူကြီးတချို့ကတော့ဒီနေ့အတွက်စားဝတ်နေရေးကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အတွေ့တွေနဲ့ငေးမောလို့နေကြပါတယ်။ဒီမှာနေတာကျွန်တော်အနှစ်20လောက်ရှိပြီ။အရင်ကတော့စားနပ်ရိက္ခာတွေအပြည့်ပေးတယ်။အခုတော့ရှော့လိုက်တယ်။ဘလောက်ပဲပေးမလောက်ဘူးလို့အသက်50ကျော်အရွယ်စခန်းနေဒုက္ခသည်တဦးကရင်ဖွင့်ပါတယ်။မရဘူး။သူတို့အလုံးသွားလက်ခေါ်ရတဲ့လူတွေကအလုံးသွားလုပ်တယ်လေ။ဘယ်ခါကြတော့တချို့တယောက်သားနှစ်ယောက်သားတော့ရပြီလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေတော့မဟုတ်ဘူးနော်။ပြီးတော့ရပြီလို့ပြောတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ကလေး2ယောက်3ယောက်တော့အလုံးသွားလုပ်တာတော့ပြောမယ်ဆိုလို့ရှိရင်ညာအမျိုးတစ်မျိုးအလုပ်တစ်မျိုးပေါ့ထောက်ခေါ်သွားပြီးတော့အဲဒီပုံစံမျိုးတွေဟိုတဲ့ဘောလိုက်ကနေတဲ့ပုံစံမျိုးပဲပေါ့ဒီမှာဒီတစ်မျိုးပြောမယ်ဒီတစ်မျိုးဒီမှာပြောတော့ပရီဟိုရောက်တော့မပရီတော့ဘူးအားလုံးဟိုအရင်တော့တန်းလေးရိတ်ခါတွေပါလေအပြည့်ပေးတယ်လေအခုကျတော့ရိတ်ခါတွေကိုတစ်ချုံတက်ပလိုက်တယ်ဟိုတက်အားဒီငါမရတော့အောင်နေဝင်တွေကတော့တစ်ချုံရိုင်းရတယ်လို့ပြောပါပေါ့ဘယ်လောက်ပဲပြီးမလောက်ပါဘူးဒါဟာနယ်စပ်တလျှောက်ရှိစခန်းတွေမှာနေထိုင်နေကြရတဲ့မြန်မာဒုက္ခသည်တောင်းနဲ့ချီရင်ဆိုင်နေရတဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဆုပ်ယုပ်မှုတွေရဲ့ပဂရိပုံရိပ်တွေပဲဖြစ်ပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ထုတ်ပြန်ချက်တွေအရကမ္ဘာလုံးဆိုင်ရာပြည်ပခအသစ်တွေကြောင့်နယ်စပ်စခန်းတွေအတွက်နိုင်ငံတကာအလှူရှင်တွေရဲ့ထောက်ပံ့မှုဟာတိတိတတ်တာလျော့ကျလာနေပါတယ်။ဒီလိုရိတ်ခါကြက်တဲမှုလွတ်လပ်စွာသွားလာခွင့်မရှိမှုနဲ့အနာဂတ်ပျောက်ဆုံးနေမှုတွေကသူတို့ကိုစခန်းအပြင်ကအလုတ်အကင်မျှော်လင့်ချက်ဆိုတဲ့ထောင်ချောက်ထဲတိုးဝင်သွားစေဖို့တွန်းပို့လို့နေပါတယ်။စခန်းတွင်ရိတ်ခါကြက်တဲလာတာနဲ့အမျှအပြင်ထွက်အလုပ်လုပ်ဖို့လာရောက်စီးရုံးတဲ့ပွဲစားတွေအလုတ်အကင်ရှာဖွေရေးအေဂျင်စီတွေပို့ပြီးတိုးလာပါတယ်။လူမှုကွန်ရက်နဲ့ပွဲစားတွေရဲ့ပြောဆိုချက်တွေအရသူတို့နဲ့လိုက်ပါလောက်ကင်မှာကထိုင်းအစိုးရအတိအမှတ်ပြုထားတဲ့ကပ်ပြားတွေကိုရရှိမှာဖြစ်ပြီးဘဏ်အကောင့်ဖွင့်တာစင်ကပ်ဝယ်တာတွေကိုပါတရားဝင်လှုပ်ဆောင်နိုင်မဲ့အပြင်အလုတ်အကင်အဆင်ပြေပါကအိမ်ကောင်းစားနဲ့ကားကိုပါစီးနိုင်လိမ့်မယ်လို့မက်လုံးပေးတတ်ကြပါတယ်။တကယ်တော့ဒီအခွင့်အရေးတွေဟာထိုင်းနိုင်ငံမှာတရားဝင်နေထိုင်လုပ်ကိုင်ခွင့်အထောက်အထားကဘက်ကက်ရှိထားပြီးသူတွေသာဥပဒေအရရရှိနိုင်တဲ့အခွင့်အရေးတွေဖြစ်ပေမဲ့ပွဲစားတွေကစခန်းတွင်းရှိအထောက်အထားမဲ့ဒုက္ခသည်တွေကိုဆွဲဆောင်မှုအတွက်ဒီအခွင့်အရေးတွေကိုချက်ချင်းပဲအလွယ်တကူရရှိနိုင်မဲ့ပုံစံနဲ့ကြော်ညာဆွဲဆောင်နေကြတာလည်းဖြစ်ပါတယ်။တကယ်လက်တွေ့မြေပြင်မှာတော့အပြင်မှာအလုတ်သွားလို့သူလူဦးရေ100မှာ30လောက်သာအဆင်ပြေပြီးလူ80လောက်ကမပြေကြပဲအားလုံးနှိပါပြန်လာကြရတယ်လို့စခန်းတွင်ပြောဆိုမှုတွေအရသိရပါတယ်။အလုတ်သွားလို့သူတွေအနေနဲ့လည်းစာရွက်စာတမ်းကြီးအဖြစ်အစမတန်တောင်းခံရတယ်လို့အလုတ်ကိုရောက်တဲ့အခါနေထိုင်စိတ်အားလုံးကိုမိမိအိတ်ကက်ထဲကပဲပြန်ဆိုင်ကြရပါတယ်။ရက်ကွက်လူကြီးတွေကစီစစ်ဖို့သတိပေးထားပေမဲ့စားဝတ်နေရေးအကျက်အတဲကြောင့်တည့်ရက်နဲ့စွန့်စားခဲ့ကြသူတွေဟာလုပ်ငန်းခွင်ထဲမှာဒုက္ခရောက်ကြရပါတယ်။တကယ်တော့ထိုင်းဆိုရဟာစခန်းတွင်းကဒုက္ခသည်တွေကိုအပြင်ထွက်အလုပ်လုပ်ခွင့်ပြုမဲ့မူဝါဒ Right to Work Policy ကိုတရားဝင်ခွင့်ပြုပေးခဲ့တာမှန်ပါတယ်။ UNHCR ထိုင်းလန်က2026ခုနှစ်မေလမှာထုတ်ပြန်ထားတဲ့ A Chance to Work in Thailand အရာထိုင်းအစိုးရဟာဒုက္ခသည်တွေကိုစခန်းပြင်ပမှာတရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုမဲ့စီမံချက်ကိုလှုပ်ဆောင်ခဲ့ပြီး2026မတ်လအထိဒုက္ခသည်3800ကျော်အပြင်ထွက်အလုပ်လုပ်နေပြီလို့ဆိုပါတယ်။ဒါအပြင်ကရင်ဒုက္ခသည်ကော်မတီ KRC နဲ့ထိုင်းအာဏာပိုင်တွေရဲ့အစည်းအဝေးမှတ်တမ်းတွေကိုအခြေခံထားတဲ့2026ခုနှစ်မေလ31ရက်မှာမစ္စည်းမသတင်းဌာနရဲ့ဖော်ပြချက်အရထိုင်းအစိုးရဟာဒုက္ခသည်စခန်းတွေကိုရေရှည်မှာပိတ်သိမ်းဖို့10နှစ်တာလမ်းပြမြေပုံကိုပါချမှတ်ထားပြီးစခန်းသားတွေကိုပန်းရောင်ကတ်နဲ့ဆင်တူတဲ့လုံသမားကတ်တွေထုတ်ပေးဖို့စီစဉ်နေပါတယ်။ဒါကြောင့်လဲလက်ရှိစခန်းထဲမှာကတ်ပြားတွေထုတ်ပေးဖို့အစည်းအဝေးတွေစည်ရင်းကောက်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းအစိုးရရဲ့မူဝါဒကောင်းတွေဟာမြေပြင်မှာတော့ပွဲစားနဲ့အကျိုးမြတ်ရှားတဲ့အေဂျင်စီတွေရဲ့ကစားကွက်ထဲရောက်သွားရပါတယ်။ပွဲစားတွေဟာစခန်းထဲကိုလာရင်
စာရွက်စာတမ်းတွေနဲ့ရက်ကွက်လူကြီးနဲ့စခန်းကော်မတီတွေကိုအသိပေးပြီးစနစ်တကျလာကြတာဖြစ်လို့စခန်းသားတွေကတရားဝင်တယ်လို့ထင်ကြပါတယ်။ဒါပေမဲ့တကက်လှုပ်ရှင်အစ်စ်ကကိုယ်တိုင်လာတာမျိုးမဟုတ်ပဲပွဲစားကိုပဲလူလိုကန်ထရိုက်ပေးလိုက်ကြတာများပါတယ်။ပွဲစားတွေကစာရွက်စာတမ်းကြီးကိုဘတ်12,000အဖြစ်တောင်းပြီးအဲ့ဒီကြေးငွေကို MOU လောက်ခါလို့အမည်တက်ပါတယ်။စခန်းနေသူတွေဟာနိုင်ငံကူးလက်မှတ် passport မရှိတဲ့အတွက်တရားဝင်နိုင်ငံကူးလက်မှတ်ပါတဲ့ MOU စနစ်နဲ့တွားလို့မရပါဘူး။ဒါဟာထိုင်းနိုင်ငံထဲမှာအလုပ်လုပ်ခွင့်ပြုမဲ့ယာယီအလုပ်သမားကတ်လုပ်ဖို့အတွက်အေဂျင်စီတွေကစိုက်ထုတ်ခါဆိုပြီးအမျက်ကြီးစားခေါင်းစဉ်တက်ဖြတ်တောက်တာဖြစ်ပါတယ်။မဲလဒုက္ခသည်စခန်းကနေစီဆိုင်တစ်ခုမှသွားရောက်လုပ်ကင်ခဲ့တဲ့အမျိုးသမီးငယ်တဦးရဲ့ဖြစ်ရကရွှေပြောင်းလုပ်သားတွေကြုံတွေ့နေရတဲ့ကောင်းမှုဖြတ်မှုစနစ်ကိုကောင်းကောင်းမီးမောင်းထိုးပြနေပါတယ်။တရားဝင်အစိုးရအတိမတ်ပြုလို့အမည်တက်ထားပြီးထိုင်းနိုင်ငံရဲ့အနိုင်ဆုံးလုပ်အားကနှုံထားအတိုင်းတရက်ကို382ဘတ်ကနေ430ဘတ်အထိရမယ်လို့ပြောပေမဲ့မနက်10နာရီကနေည10နာရီအထိ12နာရီကြာအချိန်ပိုကြီး OT မရပဲအလုပ်လုပ်ကင်ကြရပါတယ်။ညကြစရင်တွက်လို့ပတ်စံရော့ရင်ကျမတို့စိုက်ရတယ်။ပတ်စံတွေပဲဖြတ်ပြီးရော်ပဲရော်နေရလို့2လပဲလုပ်ပြီးပြန်လာလိုက်တယ်။သွားတဲ့လူတွေအကုန်ပြန်လာကြတယ်လို့သူမကရှင်းဖွင့်ပါတယ်။ပိုပြီးဆိုးရတာကတော့စာချုပ်ဖြတ်သိမ်းပြီးစခန်းကိုပြန်လာခြင်းတဲ့အခါမှာပွဲစားနဲ့အလုပ်ရှင်တွေကိုရော်ချင်းငွေအစမတန်ပေးခဲ့ရတာဖြစ်ပါတယ်။2ရက်ဖဲလုပ်ပြီးပြန်လာသူက4,500ဘတ်ရော်ရတယ်လို့တချို့ဆိုရင်ဘယ်2ရက်ဖဲလုပ်ပြန်လာရင်12,000ဘတ်ပေးရတယ်လို့လဲလက်တွေ့လုပ်ငန်းခွင်ဝင်ခဲ့သူမကပြောပါတယ်။အခုလေတမန်အလုပ်သွားကြ2ရက်3ရက်နဲ့တမန်ပြန်လာတယ်လေတအုပ်ပဲစီပြေကြ။တယောက်4,500ရောရတာ2ရက်ပဲသွားတာ။ဒီမှာသွားတဲ့နေရာဆိုလို့ရှိရင်တရက်ပဲလုံးပြီးနေရာပဲလုံးပြန်လာချက်ချင်း1000ပေးလို့ခေါ်တော့ကျတော့အင်ကြီးတွေပါတွေပေါင်ပြီးပဲ free ပေးမယ်ပေါ့သူတို့ပြောတယ်။စာရွက်စာတမ်းရမရမဆိုင်ဘူးလေညီမတို့စာရွက်စာတမ်းလည်းဒီကလောက်ရတဲ့စာရွက်စာတမ်းမရတယ်သူတို့စီကဟာမရဘူးကတ်လည်းမရဘူးပြောတော့ဘောနော်1000ပေးမယ်ညီမတို့ကတ်ရမယ်ဖြစ်တယ်ညီမတို့လည်းပြန်ရိုက်မရတာမရဘူးလေလို့သူတို့ဖြတ်ရတယ်ဒုက္ခပဲရောက်ကြတာပဲတွားပြီးလို့ကတော့ပတ်စံရိုးပြန်လာတယ်အဆင်ပြေဘူးအောင်တွားတယ်လို့အကုန်ပြန်လာကြတယ်ပတ်စံရိုးအခုပြန်လာတယ်လို့ကျတော့သူတို့အလုံးလုံးကမနက်7:00ည7:00နာရီဒီတရက်4ရက်3ရက်အတီးလောက်ရတယ်လုံးမနိုင်ဘူးပြန်လာကြဘူးလူဒီတွေဘာမှမရှိဘူးဒါလူသားချင်းစာနာမှုကိုခွင့်ကောင်းယူတဲ့လူကုန်ကူးမှုဆန်တဲ့ခေါင်းပုံဖြတ်အမျက်ထုတ်မှုဖြစ်နေတယ်လို့စခန်းတွင်းနေသူတွေကဆိုကြပါတယ်။ကရင်နီဒုက္ခသည်စခန်းကအခြေအနေတွေနဲ့ပတ်သက်လို့2026ခုနှစ်ဧပြီလ25ရက်နေ့ထုတ် BNI သတင်းဌာနရဲ့မြေပြင်ဖော်ပြချက်တွေမှာလည်းပွဲစားနဲ့အလုပ်ရှင်တွေကစာရွက်စာတမ်းကြေးတွေကိုလစာတွေကနေပြန်လည်ဖြတ်တောက်တဲ့အလေးအထားတွေရှိနေကြောင်းထောက်ပြခဲ့ပါတယ်။ဥရောပသမဂ္ဂ EU ကစခန်းတွင်းကလူတွေတရားဝင်အပြင်ထွက်အလုပ်လုပ်နိုင်ဖို့နဲ့မိမိကိုယ်ကိုအားကိုးနိုင်တဲ့ဘဝကူးပြောင်းနိုင်ဖို့ယူရို15သန်းသုံးပြီးနိုင်ငံတကာကယ်ဆယ်ရေးကော်မတီ IRC လို့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကူညီနေတယ်လို့2026ခုနှစ်ဧပြီလ22ရက်နေ့မှာတရားဝင်ထုတ်ပြန်ထားပေမဲ့မြေပြင်ကအခြေခံလူဒန်းစားတွေစီကိုတော့ဒီကာကွယ်တွေထိရောက်စွာရောက်မလာသေးဘူးလို့သိရပါတယ်။စခန်းနေသူအများစုကကပ်ပြားရရင်အပြင်ထွက်အလုပ်လုပ်ပြီးဘဏ်ကတ်တွေစင်းကတ်တွေဖွင့်လို့ရပြီဆိုတဲ့သတင်းတွေအပေါ်မျှော်လင့်ချက်ထားနေကြပါတယ်။အပြင်ထွက်အလုပ်လုပ်ဖို့အခွင့်အရေးကန့်သက်ခံရပြီးစခန်းတွင်းမှာလည်းအလုပ်ကန်ရှားပါလာတာနဲ့အမျှလူမှုရေးပြဿနာတွေပုံမကြီးထွားလာနေတယ်လို့စခန်းနေသူတွေကပြောပါတယ်။ပညာရေးအခွင့်အလမ်းနည်းပါးတာလူငယ်တွေအနာဂတ်ပျောက်ဆုံးလာတာတွေကလည်းဒုက္ခသည်စခန်းတွင်ဘဝကိုပုံမခက်ခဲလာစေတယ်လို့ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးအောက်မှာရှိနေတဲ့ဆိုပေမဲ့လက်ရှိမြေပြင်အခြေအနေတွေကတော့ခေါင်းပုံဖြတ်လိုသူတွေအတွက်အလုသမားအရင်းမြစ်ရှာဖွေရာကွင်းပြင်ကြီးတစ်ခုလိုဖြစ်နေပါတယ်။ထိုင်းအစိုးရနဲ့ UNHCR တို့အကြားဒုက္ခသည်တွေရဲ့အလုလုပ်ကင်ခွင့်မူဝါဒတွေစခန်းပိတ်သိမ်းရေးအစီအစဉ်တွေဟာစက်ကူပေါ်မှာရည်ရွယ်ချက်ကောင်းကောင်းနဲ့ရှိနေပေမဲ့မြေပြင်အထိရောက်တဲ့ဥပဒေအကာအကွယ်တွေမပေးနိုင်သေးပါဘူး။ဒီလူတွေဟာဒုက္ခသည်စခန်းဆိုတဲ့လှောင်အိမ်ထဲကနေရိုးသားစွာလွတ်မြောက်ဖို့ကြိုးစားတိုင်းပွဲစားနဲ့အလုပ်ရှင်တွေရဲ့ခေါင်းပုံဖြတ်ခြင်းဆိုတဲ့ပိုက်ကွန်တွေကိုပဲတဖန်ပြန်လဲသက်ဆင်းနေရစေပဲဖြစ်ပါတယ်။ဆောင်းမရှင်ခေလူရဲ့ဒုက္ခသည်စခန်းမှသည်ခေါင်းပုံဖြတ်ခံရွှေ့ပြောင်းလုပ်သားဘဝစီတို့ဆိုတဲ့ဆောင်းပါးကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။
ကျမနေကြည်ပါ